အဲ့တော့ is or ရဲ့ caution ကိုရှင်းပြမယ်။ဒါကြတော့ unit 2အနေနဲ့ဖြစ်သွားတာပေါ့နော်။အဲ့တော့ positive ကြတော့ဒီမှာကျတော့ A က positive နဲ့ caution positive ကြတော့ခုနကဒီချက်ရှင်းပြသွားသလိုပဲ I am he she it ဆိုလို့ရှိရင် is နဲ့တွဲတယ် we you they ဆိုလို့ရှိရင် are နဲ့တွဲတယ် I ဆိုလို့ရှိရင် am နဲ့တွဲသုံးတယ် I ကကျွန်တော်I he she it we you they ကကျတော့ pronoun တွေဖြစ်တယ်ပေါ့နော်he she is က singular noun တွေဖြစ်တယ် singular subject တွေ singular pronoun တွေလို့လည်းပြောလို့ရတယ်ပေါ့နော် is နဲ့အနေနဲ့တွဲသုံးတယ် we you they ဆိုလို့ရှိရင် plural ဖြစ်တဲ့အတွက်ကြောင့်မလို့ are နဲ့တွဲသုံးတယ် we ဆိုလို့ရှိရင်ကျွန်တော် you ဆိုလို့ရှိရင် they you ဆိုလို့ရှိရင်သင် they ဆိုလို့ရှိရင်သူတို့ caution အနေနဲ့ကျတော့ am I it he it she it are we are you are they လို့မေးခွန်းအနေနဲ့သုံးရတယ် speaking အနေနဲ့လည်းတွားလို့ရတယ်ပေါ့နော် writing နဲ့ speaking ကကျတော့ဒီအမိစာနဲ့ဆိုလို့ရှိရင်တော့တိဆောက်လို့ရတယ်ပေါ့နော်အဲ့တော့မကျတော့ what's your name what is your name ဆိုလို့ရှိရင်အရင်ရှင်းမှာကျတော့ what's your name ဒီနေ့ဘယ်လိုခေါ်လဲ David I'm married လက်ထပ်ထားလား no I'm single မဟုတ်ဘူးကျွန်တော်က single ကျွန်တော်ကလူလူတစ်ယောက်ပေါ့နော် how old are you နင်တက်ဘယ်လောက်လဲ25သူတက်ကတော့25နှစ်ပေါ့ are you a student မင်းကျောင်းသူလားမဟုတ်ကျောင်းသားလားလို့မေးလိုက်ရတယ် yes I am ဟုတ်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်နေပုံနေပေါ့နော် am I late နောက်ကျနေလား no you're on time မဟုတ်ဘူးမင်းအချိန်မှန်ပဲ on time ဆိုတာကအချိန်မှန်ရောက်တဲ့အနေနဲ့တောင်းနေပေါ့နော် is your mother at home မင်းမေကအိမ်မှာလား no she's out သူမအပြင်ထွက်သွားတယ် are your parents at home မင်းမိဘတွေအိမ်မှာလား no they are out မဟုတ်ဘူးသူတို့အပြင်ထွက်သွားတယ် it is cold in your room မင်းခန်းထဲမှာအေးနေလား yes a little နည်းနည်းပေါ့ your shoe or night မင်းဖက်နဲ့တည်းအရင်မိုက်တာပဲ are they new ဒါအသစ်တွေလား you see it at home is your mother at home သူမအိမ်မှာလားသူမဟုတ်မင်းအိမ်မှာလား are they new ဒါအသစ်တွေလား are your shoe new မင်းဖက်နဲ့တည်းအသစ်တွေလားဒီနံပါတ် B မှာဆိုလို့ရှိရင် where ကနေရာ what ကဘာလဲ who ကဘယ်သူလဲ on ကဘယ်လိုလဲ why ကဘာကြောင့်လဲ why ကကျတော့ reason အနေနဲ့သုံးတယ်ပေါ့နော် where is your mother မင်းမေဘယ်မှာလဲ it at home သူမအိမ်မှာလား what color is your car မင်းကားအရောင်ဘာအရောင်လဲ it red ဒါအနီရောင်လေ it's red အနီရောင် how are your parents မိဘဘယ်လိုလဲနေကောင်းရဲ့လား are they well သူတို့ကောင်းကောင်းရှိနေရဲ့လား how much are the podcast ဒီ podcast တွေကဘယ်လောက်လဲအဲ့တော့ပြန်ဖြေရ50 pound ငွေအကျွေး50ပဲလေအဲ့တော့ဒီမှာဆိုလို့ရှိရင် where are you from မင်းဘယ်ကလဲဆိုရှိခဏထားဥပမာ where are you from I'm from Myanmar how old is Joe တက်ဘယ်လောက်ရှိပြီလဲ she's 24သူမတက်24နှစ်သူမဟုတ်သူတက်24နှစ်ဒီဆိုတော့သူပေါ့နော် she ဆိုတော့သူမ is ဆိုလို့ရှိရင်လက်ကောင်း why are you hungry မစ်စစ်ဆိုးနေရလားငေါရှိတော်ထွက်နေရလားဒီမှာဆိုရှိရင် what ဆိုရှိရင် what is who is how it where is where မဟုတ်နော် where 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 what's the time အချိန်ဘယ်လောက်ရှိပြီလဲfirst time is နဲ့လည်းမေးလို့ရတယ်ပေါ့နော် where's Jill ဘယ်မှာလဲ who's the man အဲ့လူကဘယ်သူလဲ how's your father မင်းဖေဘယ်လိုလဲအနေကောင်းရင်လားလို့မေးချင်တာပေါ့နော်ဒီစီမှာဆိုလို့ရှိရင် short answer yes I am ဟုတ်ပါတယ်ကျွန်တော်ပါ yes ဒီကကျတော့ positive အနေနဲ့သုံးတယ်ပေါ့ no ဒီက negative အငြင်းဝါးချက်အနေနဲ့သုံးတယ်
Yes. He, she, it, solution is. Yes, he is. Yes, she is. Yes, it is. Yes, we are. Yes, you are. Yes, they are. No, she's not. No, I am not. No, he knows. No, she knows. No, it's not. Bumho. No, he isn't. She isn't. It isn't. The mother isn't in the No, we are not. Or no, we are son. ဒီလိုဟာတွေနဲ့ရေးပို့ပြီးတော့အစီအစဉ်မလုပ်ထည့်တယ်ပေါ့နော် writing အပိုင်းကျတော့ I'm tired ပြင်မနေလား Yes I am ဟုတ်ပါတယ်ကျွန်တော်ပြင်မနေရ Are you hungry နေပဲစားရလား No I'm not လိုက်တော့မစားဘူးဒါပေမဲ့ I'm thirsty လို့ရေးစားရပေါ့နော် Is your friend English တင်းတငယ်ကြီးကအင်္ဂလိပ်လူမျိုးလား Yes he is ဟုတ်ပါတယ်သူအင်္ဂလိပ်လူမျိုးပါ Are these your kids ဒါမင်းတို့လား Yes they are ဟုတ်ပါတယ်သူတို့တော်တွေပါ That's my seat ဒါငါထိုင်ကုန်ဒါမှမဟုတ်ဒါငါနေရာပဲ No it isn't မဟုတ်ဘူးအမင်းနေရာမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ဘောပလေးနဲ့ပြထားရပါတော့ဒီမှာဆိုလို့ရှိရင် is start က 2.1 နေပြီးတော့ 2.5 တိရှိရပါတော့အဲ့တော့ 2.1 ဆိုရှင် find the right answer for the question အဲ့ဒီ question နဲ့ညီအောင်အဖြေလေးတွေဖြေပေးရမယ် Where the camera မှာလဲ is your car blue မင်းကအပြာရောင်လား is Linda from London Linda ကလန်ဒန်ကလား I'm late ငါနောက်ကျလား Where and from and ကဘယ်ရလဲ What color is your bag မင်းတွေကဘာရောင်လဲ I'm hungry မင်းပဲစားရလား How is Georgia ဘယ်လိုလဲ Who does woman အဲ့မိန်းမကဘာတူလဲ1 to 9ရှိရဲ့မိကိုလေးဒီချက်ကဒီမှာလိုရှင်းပြထားတယ် A ဆိုလို့ရှိရင် lantern ဆိုတော့နိုင်ငံတစ်ခုပဲ B no မဟုတ်ဘူး I'm not ကျွန်တော်မဟုတ်ဘူး C ဆိုလို့ရှိရင် yes you are ဟုတ်တယ်မင်းလေဒီဆိုလို့ရှိရင် sister ဆိုလို့ရှိရင်ညီမလည်းသုံးလို့ရတယ်အမလည်းသုံးလို့ရတယ် E က plus ကအမေရောင်လည်းပြောလို့ရတယ်အနဲ့ရောင်လည်းပြောလို့ရတယ် no F ဆိုလို့ရှိရင် no H blood မဟုတ်ဘူးအဲ့ဒါအမဲရောင် G ဆိုလို့ရှိရင် in your bed မင်းတို့အိတ်ထဲမှာ H ဆိုလို့ရှိရင် not ရှီ American မဟုတ်ဘူးသူ American လူမျိုး I ဆိုလို့ရှိရင် very well အလုံးကောင်းတယ်အဲ့တော့ဒီမှာဝင်မှာ what the camera ဆိုလို့ရှိရင်သူက G နဲ့ဖြည့်ပြထားတယ် in your bed မင်းတို့အိတ်ထဲမှာလေအဲ့လိုရှယ်ကို2 to 9ဖြည့်ပေးမယ်နော်ဒီမှာ2 ကြတော့ make caution with this word use သုံးပြီးလို့ရ is or are အဲ့ဒီ is နဲ့ are နဲ့ကိုသုံးပြီးတော့ caution လေးတွေတိစောက်ပေးရမယ် at home ကအိမ်မှာလား your mother မိမိ your parent မိမိဘော်ရ will ကောင်းစွာအောင်ဒီမဲ့နေကောင်းရလားဆိုမဟုတ်ကောင်းကောင်းရှိနေရလားဒီမှာဝမ်းမှာဆိုလို့ရှိရင်ပြပြထားတယ် is your mother at home မိမိအိမ်မှာလားပြီးတော့ဒီမှာ2ကြတော့ are your parent well ဒီပါနေကောင်းရလားကျန်းမာရလားနောက်3ကျတော့ interesting စိတ်ဝင်စားတာပေါ့နော် your job မင်းအလုပ်ကိုင်း full the shop ဒီဆိုင်က over today ဒီနေ့ဖွင့်လား နောက်5က interested in sport you သင်ကအကစားမှာစိတ်ဝင်စားရလား 6က near here ဒီနားလေးက the post office စားတဲ့ရုံးကဒီနားလေးမှာလား at school ကျောင်းမှာ your children မိန်းကလေးတွေက why ဘာကြောင့် you like နောက်ကြောက်တယ်လေအဲ့ဒါတွေကို use is or are is နဲ့ are အသုံးပြုပြီးတော့ question တွေတိစောက်ပေးရမယ် 2.3 ကျတော့ complete the question မိကုံပြည့်စုံပြန်ရေးပေးရမယ် use ဒီမှာဆိုလို့ရှိရင် what ဘာလဲသုံးလို့ရတယ် who ဘယ်သူလဲသုံးလို့ရတယ် where ဘယ်နေရာလဲသုံးလို့ရတယ် how ဘယ်လိုလဲသုံးလို့ရတယ်ပေါ့နော်ဒီနားလေးမှာအဲ့တော့နောက်ဝဲမှာဆိုလို့ရှိရင် how are your parents မိဘတွေဘယ်လိုလဲ they are very well သူအလိုကျမ်းမာရေးကောင်းမွန်တယ်အဲ့နံပါတ်2ကကျတော့ plan the best of ဘတ်ကဒီမှာရက်တာလားမဆိုဒီနားမှာဆုံးသွားလားမရှိဘတ်ကမတိုင်ကဒီနားမှာလားနော် at the end of the street ဒီလမ်းလေးမှာတော့ဆုံးသွားတယ် plan your children ဒီကလေးဘယ်လောက်ရှိတယ်လဲ
5 6 and 10 5 ယောက်လား6ယောက်လား10ယောက်လား Learn this orange ဒီ orange တွေကဘယ်လောက်လဲနော် 1/02 a kilo ရှိရပေါ့နော် Learn your favorite sport ဒါမင်းအနှစ်သက်သောအားကစားကဘာလဲလို့မေးချင်တာ skate skin skate စီးရနှင်းလျှောစီးရပေါ့နော် skate စီးလို့ပြောလို့ရတယ်နှင်းလျှောစီးရလို့လည်းပြောလို့ရတယ် Let the man eat this photograph ဒီဓာတ်ပုံရိုက်တာကဒီဓာတ်ပုံရိုက်တဲ့လူကဘယ်သူလဲအဲ့လိုမေးရပါတော့ That's my photo ငါဖေးလီ Let your shoe new ဒီဖက်နှက်ကအစ်စ်လားမဟုတ်ရင်ဒီဖက်နှက်ကဘာရောင်လဲဥပမာတော့ black မဲရောင်လူလေးဖြည့်ပြီးထားသူကအဲ့လိုလေးဖြည့်ပြီးထားရပေါ့နော်2.3ကိုနားလည်မလို့ထင်နေပေါ့နော်အရှင်မှာ was the who the were အောင်နေပြန်ပြီးတော့သူနေရာသူအစင်တကြလေးနဲ့တိဆောက်ပြီးမယ်နော်မေကွန် complete the question မေကွန်ပြေဆုံးလို့ဖြည့်ပေးရမယ်ပေါ့နော် 2.4 မှာကြောက်ရှိရင် the question read the answer fact ရှင်းဆုံးဒီဘက်ကအဖြေလေးတွေပြန်ပြီးတော့ကြည့်ပေးရမှာပေါ့နော်ကြည့်ပြီးတစ်ခါလောက်ဖတ်ရမယ်ပြီးတော့မှဒီဘက်ကမေကွန်လေးဖြည့်ပေးရမယ်အဲဆို name ဆိုရှင်အမည်ဆိုရှင် what's your name မင်းနာမည်ပေါ့ rich or single လက်ထပ်ထားလားဒါမှမဟုတ်ရှင်လူလိုတယောက်လား American လူမျိုးလား How old are you sorry ဒီရှေ့အဖြစ်ပြပြသွားတယ် How old ဆိုလို့ရှိရင်အသက်ကိုမေးတာအတီးရှော့ဆိုလို့ရှိရင်မင်းဆီယမလား What a lawyer မိမကရှင်းနေတယောက်လား From ဘယ်ရလဲ Her name သူမနာမည်ဘယ်လိုခေါ်လဲ How old အသက်ဘယ်လောက်လဲ What ဆိုလို့ရှိရင် Paul I'm married လူလက်ထပ်ထားတာ No I'm Australian လူမျိုး I'm 30 သူသက်30ရှိပြီ No I am a lawyer မဟုတ်ဘူးငါရှင်းနေ No မဟုတ်ဘူး She a designer သူ designer တယောက်ဖြစ်တယ် She is Italian သူ Italian လူမျိုး And she's 37သူမတက်က29နှစ်ဒီမှာဆိုလို့ရှိရင် 2.5 Rachel answer ဒါဖြည့်ပြီးတော့ Yes I am ဟုတ်ပါတယ်ကျွန်တော်ပါ No he isn't မဟုတ်ဘူးသူမဟုတ်ဘူးetc 6တက်ဖြည့်မိကိုလေးနဲ့ကန်ဖြည့်ပေးရပါမယ်နော်1 to 6ရှိရဲ့ဒီမှာကကြောင့်1ကိုဖြည့်ပေးထားပါနော် I'm married မင်းလက်ထပ်ထားလား No I'm not မဟုတ်ပါဘူးကျွန်တော်မဟုတ်ဘူးကျွန်တော်လက်ထပ်ထားမဟုတ်ဘူးပေါ့နော်အဲ့တော့2ဆိုရှိရင် I'm thirsty မင်းရေစာနေလားအဲ့တော့ရေစာနေဆိုရှင်တော့ Yes I am ဒီမှာဆို No I'm not အဲ့လိုဖြည့်ပေးရမယ် It's cold today အင်းလား Are you hand cold မင်းလက်ချောင်းလေးအင်းနေလားမင်းလက်တွေအင်းနေလားအေးတက်နော်ကိုမှောင်နေပြီလား Are you a teacher မင်းဆရာမတယောက်လားဆရာတယောက်လားအဲ့ဒါလေးပြန်ပြီးတော့ Yes I am No I am not အဲ့လိုလေးဖြည့်ပေးရမှာနော်စသဖြင့်ဖြည့်ပေးလို့ရတယ်ဒီပေးထားတဲ့နှစ်ခုကမဟုတ်ပဲနဲ့ဟုတ်ရဟုတ်ကြောင်းမဟုတ်မဟုတ်ကြောင်းအဲ့လိုလေးရေးပေးရမှာနော်1 to 6ရှိရဒီရှယ်ကိုနားမလည်ရရှိရင်မေးလို့ရရပါတော့ဒါနိုင်ဆိုတဲ့ရှယ်ရှင်းပြပေးထားတယ်တကယ်လို့နားမလည်ရရှိလို့ရှိရင် assistant teacher တွေလည်းရှိရမေးပါတော့ဒီရှယ်ကိုအားလို့ရှိရင်ဝင်ဖြည့်ပေးပါမယ်လို့ရောစာမေးရဆိုတဲ့ group မှာရှိရအဲ့မှာလည်းစာရေးဝင်မေးထားလို့ရတယ်နားမလည်တာရှိရင်မရှင်းလိုက်တာရှိလို့ရှိရင်ရေးမေးထားပါတော့ပြီးရှိဒီရှယ် note တွေပေးထားရအဲ့ note တွေက podcast ကိုကြတော့ဒီရှယ်ပြောလို့မှတ်ခိုင်းပါလဲဆိုလို့ရှိရင်ဘောလုံးဆိုလို့ရှိရင် football အရင်ဆိုလို့ရှိရင် football ဘောလုံးအဲ့လိုမဟုတ်ပဲနဲ့ဘောလုံးဆိုလို့ရှိရင် football နိုင်ငံရေးဆိုလို့ရှိရင် politics အသေးစာဆီယာမဆိုလို့ရှိရင် journalist အဲ့လိုလေးမှတ်စေချင်မြန်မာလိုပြောပြီးမှအင်္ဂလိပ်လိုတွေးစေချင်တယ်ပေါ့နော်အဲ့လိုနည်းနဲ့တချို့တွားပေးပါလို့နားမလည်ရှိလာမင်းပါကျေးဇူးပါ